မိမိရဲ့ဉာဏ်ပညာအသိပညာနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကြောင့်မလို့အောင်မြင်လာမယ်လက္ခဏာပိုင်ရှင်အကြောင်းကိုဒီတစ်ခေါက်ကျွန်တော်ပြောပြပေးသွားမှာပါအရင်ဆုံးကျွန်တော်တို့ဒီပုံလေးကိုအရင်ကြည့်ရမယ်ဆိုလို့ရှိရင်ဒါကအသက်လမ်းကြောင်းဖြစ်တယ်ဒါကတော့ဥကောင်းလမ်းကြောင်းဖြစ်တယ်ဒါကတော့နှလုံးလမ်းကြောင်းဖြစ်တယ်အဲ့မှာထူးခြားတာကကျွန်တော်ကံလမ်းကြောင်းလို့ခေါ်တယ်ကံလမ်းကြောင်းကဒါလေးပေါ့ကံလမ်းကြောင်းကထူးထူးခြားခြားဒီဥကောင်းလမ်းကြောင်းကနေပြီးတော့ကံလမ်းကြောင်းကထွက်ပေါ်နေတဲ့အပိုင်းခြားပေါ့အဲ့ရဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးသွားမှာပါဥကောင်းလမ်းကြောင်းကနေပြီးတော့ကံလမ်းကြောင်းထွက်ပေါ်လာတဲ့အခါမှာလက္ခဏာပိုင်ရှင်အတွက်ဘလို့ဆောင်ရန်ဘလို့ရှောင်ရန်လေးကျွန်တော်ပြောပြပေးသွားမှာပါလက္ခဏာပညာမှာဥကောင်းလမ်းကြောင်းဆိုတာကကျွန်တော်လူတစ်ယောက်ရဲ့ဉာဏ်ပညာစဉ်းစားဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုကိုးစားပြုပါတယ်ကံလမ်းကြောင်းဆိုတာကစီးပွားရေးလုပ်ငန်းဆောင်တာနဲ့ဘဝရဲ့အောင်မြင်တိုးတက်မှုတွေကိုဖော်ပြတာဖြစ်ပါတယ်ဒါကြောင့်ဥကောင်းလမ်းကြောင်းမှကံလမ်းကြောင်းစတင်ထွက်ပေါ်လာတဲ့ကာလအပိုင်းခြားဟာလက္ခဏာရှင်ရဲ့ဘဝမှာမိမိရဲ့ဉာဏ်ပညာအသိပညာနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ်အခြေခံပြီးတော့စီးပွားရေးနဲ့အောင်မြင်မှုတွေကိုစတင်တည်ဆောက်ရမယ့်အချိန်ကဖြစ်ပါတယ်ဒီနေရာမှာအဓိကသတိပြုရမယ့်အချက်ကတော့ဒီလိုကံလမ်းကြောင်းထွက်ပေါ်နေတဲ့ကာလမှာလက္ခဏာရှင်အနေနဲ့မြည်သည့်လုပ်ငန်းကိုမဆိုလုပ်ကင်တော့မယ်ဆိုရင်မိမိရဲ့ကိုယ်ပိုင်ဉာဏ်စွမ်းအားကိုပဲအပြည့်အဝအသုံးပြုရမှာဖြစ်ပါတယ်တခြားတစ်ပါးသူရဲ့အကြံဉာဏ်ဒါမှမဟုတ်ရင်သူတစ်ပါးရဲ့တွန်းအားပေးမှုကြောင့်လုပ်ကင်မိရင်အလွယ်လွယ်အမှားမှားဖြစ်တတ်ပါတယ်သူများပြောတာကိုနားယောင်တာထက်မိမိကိုယ်ပိုင်ဉာဏ်ပညာဆင်ခြင်မှုနဲ့တေချာစဉ်းစားပြီးဆုံးဖြတ်လုပ်ကင်မှသာလျှင်ပုံမကြီးမားတဲ့အောင်မြင်မှုကိုဖြစ်ထွန်းမှာဖြစ်ပါတယ်ဒါဟာကျွန်တော်ဥကောင်းလမ်းကြောင်းကထွက်ပေါ်လာတဲ့ကံလမ်းကြောင်းရဲ့အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်ဒါကြောင့်လဝါပြင်မှာဒီလိုလက္ခဏာပါရှိနေတဲ့ကာလဆိုလို့ရှိရင်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ငန်းတစ်စတင်မှုဒါတွေနဲ့သူများစကားထက်မိမိရဲ့ဘူတုဒအတွေ့အကြုံနဲ့ကိုယ်ပိုင်လေ့လာစမ်းစစ်မှုအပေါ်မှာပဲတရားရဂိုင်နှုန်းယုံကြည်ထားရပါမယ်မိမိဉာဏ်ကိုအားကိုးပြီးလောက်ကင်လေးအောင်မြင်မှုပန်းနိုင်ကိုမြန်မြန်ဆန်ဆန်ရောက်ရှိလေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဥကောင်းလမ်းကြောင်းကနေကံလမ်းကြောင်းထွက်ပေါ်လာတဲ့လူတွေရဲ့ကံအပြောင်းလဲကိုဒီတစ်ခေါက်ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ပေါ်မောက္ခဒေါက်တာရွှေမင်းရဲ့သားတစ်ပည့်ဖြစ်ပါတယ်လက္ခဏာနဲ့ KB ရှေ့ပြေးနက်ခတ်ပေးခြင်းဟောပြောခြင်းများဇာတာစစ်ဆေးခြင်းများအခါပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိပါတယ်ကျေးဇူးတင်ပါတယ်